ကျွန်တော်ရဲ့ channel လေးကိုကြည့်ရှုအားပေးသူများမင်္ဂလာပါခင်ဗျာဒီကနေ့မှာကဘာမှာပထမအဦးဆုံးစီရီဖျားရှင်လေးသူတို့၏ဓာတ်တော်မွေတော်များစုဝေးရာစီရီနောင်ပွင့်မိရေမတီယာဖျားရှင်၏ဓာတ်တော်များကိုထာပနာမဲ့စီရီဖြစ်တဲ့ရွှေကုံစီတော်မြတ်ကြီးရဲ့တမိုင်းကြောင်းနဲ့လှုပ်ဝက်ချက်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာရွှေကုံစီတော်မြတ်ကြီးဟာမြန်မာနိုင်ငံရဲ့အထွတ်အမြတ်ထားရာသင်္ကေတတစ်ခုဖြစ်တယ်လို့ကမ္ဘာအံ့ဖွယ်ရာသာသနိကအဆောက်အအုံတစ်ခုလည်းဖြစ်ပါတယ်။ရွှေကုံစေတီတော်ရဲ့သမိုင်းကြောင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်မြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်ကာလကပဲစတင်ခဲ့ပါတယ်။မြတ်စွာဘုရားရှင်ဟာဘောဓိပင်အောက်မှာတတ္တဟ9ရက်9နေရာစံပေတော်မူပြီးတဲ့နောက်49ရက်မြောက်ဖြစ်တဲ့ရာဇာယရဏလင်းလုံးပင်အောက်မှာသတင်းသုံးနေခြင်းဖြစ်ပါတယ်။အဲဒီအချိန်မှာဩက္ကလာပမင်းကြီးရဲ့တင်္ဂုဒ္ဒရရက်ဒေတာမှာကုံတယ်ညီနောင်တို့ဟာလှဲ900ဖြင့်မစ္စည်းမဒေတာသို့ကုံသွယ်ရန်ရောက်ရှိလာကြပါတယ်။လန်ခီမှာသူတို့ရဲ့ဆွေမျိုးတော်ဆက်ခဲ့ဘူးတဲ့နတ်မင်းတစ်ပါးကအချင်းတို့လောကမှာဖျားပွင့်နေပြီးတွားရောက်ဖူးမြော်ပြီးလူရန်ကြပါတော့လို့လမ်းညွှန်ခဲ့ပါတယ်။ကုံတယ်ညီနောင်တို့ဟာဖျားရှင်ထံကိုတွားရောက်ပြီးမိမိတို့မှာပါလာတဲ့မုံကျွန်းနဲ့ပြားရည်ကဲတို့ကိုကတ်လူခဲ့ကြပါတယ်။အဲဒီအချိန်မှာဖျားရှင်မှာဆွမ်းခံရန်တပိတ်တော်မရှိသေးတဲ့အတွက်လောကပါလာနတ်မင်းကြီး၄ပါးကကြောက်တပိတ်၄လုံးကိုလာရောက်လှူဒန်းခဲ့ပါတယ်။ဖျားရှင်ကအဓိဋ္ဌာန်ဖြင့်အဲ့ဒီတပိတ်၄လုံးကိုတစ်လုံးနဲ့ဖြစ်အောင်လှုပ်ဆောင်ပြီးဆွမ်းအလူကိုလက်ခံတော်မူခဲ့ပါတယ်။ဆွမ်းလူပြီးတဲ့နောက်မှာကုံတယ်ညီနောင်တို့ဟာဗုဒ္ဓနဲ့ဓမ္မကိုကိုးကွယ်ပါဤဟုတရဏဂုံတည်ခဲ့ကြပါတယ်။ဒီအကြောင်းအရာကိုကြည်ချင်းအဖြစ်လောကမှာပထမဆုံးသောဗုဒ္ဓဘာသာဝင်တွေဟာမြန်မာနိုင်ငံကကုံတယ်ညီနောင်တွေဖြစ်တယ်လို့ဆိုတဲ့အချက်ကိုဂုဏ်ယူစရာတွေ့ရှိရပါတယ်။ဆွမ်းလူပြီးတဲ့နောက်မှာကုံတယ်ညီနောင်တို့ကအရှင်ဖေဟာတပည့်တော်တို့မိမိတို့တိုင်းပြည်ကိုပြန်ရောက်တဲ့အခါအမြဲမပြတ်ကိုးကွယ်ပူဇော်နိုင်ရန်အတွက်အထိတ်အမှတ်တစ်ခုခုပေးသနာတော်မူပါဖေဟာလို့လျှောက်ထားခဲ့ကြပါတယ်။မြတ်စွာဘုရားရှင်ဟာလက်ရလက်ဖြင့်ဦးကောင်းတော်ကိုသုံးသပ်တော်မူပြီးရွှေရောင်ဝင်းပါတဲ့စံတော်ရှစ်စုကိုကိုယ်တိုင်နှုတ်ယူကာကုံတယ်ညီနောင်တို့ရဲ့လက်ထဲကိုထည့်ပေးခဲ့ပါတယ်။စံတော်တွေကိုပင့်ဆောင်ပြီးပြန်လာတဲ့လန်ခီဟာချောမွေမနေခဲ့ပါဘူး။လန်ခီမှာအစ္ဆဒလို့ခေါ်တဲ့နတ်မင်းကစံတော်နှစ်စုကိုတကူးနဲ့ယူဆောင်သွားခဲ့ပါတယ်။ကန္နဂောပနဂရမင်းကြီးကလည်းစံတော်နှစ်စုကိုကြီးညိုလွန်းလို့ဆိုပြီးယူထားခဲ့ပြန်ပါတယ်။ဂေါရမမြတ်စွာဘုရားရဲ့ညွှန်ကြားချက်အရစံတော်ကိုထာပနာဖို့တင်္ဂုဒ္ဒရကုန်းတော်ကိုလိုက်လံရှာဖွေကြပါတယ်။ကုံတယ်ညီနောင်တို့တင်္ဂုဒ္ဒရကုန်းတော်ကိုရှာမတွေ့ဖြစ်နေစဉ်မှာပဲစူးလီဘိုးဘိုးကြီးလို့အများကသိကြတဲ့စူးလီနတ်မင်းကြီးကဩက္ကလာပမင်းကြီးစီကိုလမ်းညွှန်ပေးခဲ့ပါတယ်။ထူးခြားတာကအဲ့ဒီနတ်မင်းဟာအရင်ပွင့်ခဲ့တဲ့ဖျားသုံးစုစလုံးကိုဖူးတွေ့ခဲ့ရသူဖြစ်လို့အမွေနှစ်တွေဘယ်နေရာမှာရှိသလဲဆိုတာကိုအတိအကျသိနေပါတယ်။ဩက္ကလာပမင်းကြီးထံကိုရောက်တဲ့အခါစံတော်၄စုပဲကြံတော့သလိုဖြစ်နေတဲ့အတွက်မင်းကြီးကတစ္ဆာအဓိဋ္ဌာန်ပြုပါတယ်။အကယ်၍ဤစံတော်များသည်စစ်မှန်သောဘုရားရှင်စံတော်များဖြစ်ပါကဆုံးကြီးစွာပြန်လည်ကိန်းဝတ်ပါစေ။ဩက္ကလာပမင်းကြီးကတစ္ဆာအဓိဋ္ဌာန်ပြုပြီးဘူးကိုပြန်ဖွင့်တဲ့အခါစံတော်ရှစ်စုလုံးပြန်လည်ဆုံးကြီးသွားတာကိုတွေ့ရပါတယ်။အဲဒီနောက်တင်္ဂုဒ္ဒရကုန်းတော်မှာစံတော်တွေကိုထာပနာဖို့ယရဏကျုပ်ကိုဖွင့်လိုက်တဲ့အခိုက်အတန့်မှာပဲတလောကလုံးကိုတုံလုံးချုပ်ချစေတဲ့အံ့ဖွယ်နမိတ်ကြီး၈ပါးတပြိုင်တည်းဖြစ်ပေါ်လာပါတော့တယ်။ပထမနမိတ်မဟာပထဝီမြေကြီးကတာရုခေါ်တဲ့ကဲ့သို့တုံဟီးသွားပါတယ်။ဒုတိယနမိတ်မြင့်မို့တောင်ဟာဥညွတ်အယိုသေးပေးတဲ့ကဲ့သို့ရိမ့်ရွယ်သွားခဲ့ပါတယ်။တတိယနမိတ်ကောင်းကင်ယံမှလျှက်စီးများဝင်းလက်တောက်ပါလာခဲ့ပါတယ်။စတုထနမိတ်မိုးမရွာပဲနဲ့ကောင်းကင်မှယရနာမိုးများရွာသွန်းခဲ့ပါတယ်။ပင်စမနမိတ်ဟိမဝနာတောင်မှနတ်ပန်းများနတ်နသားများကောင်းကင်မှကြွေကြလာခဲ့ပါတယ်။ဆဋ္ဌမနမိတ်ပင်လယ်သမုဒ္ဒရာရှိရေလိုင်းများကကမ်းခြေသို့အုံကျွတ်တိုးဝေလာခဲ့ပါတယ်။တတ္တမနမိတ်ဆွမ်းအာနာမကြသူများကစကားများပြောလာနိုင်ပြီးမျက်မမြင်များမျက်စိအလင်းပြန်ရလာခဲ့ပါတယ်။အဋ္ဌမနမိတ်ငရဲပြည်မှာတောက်လောင်နေတဲ့ငရဲမီးတွေခိတ္တခဏငြိမ်းအေးသွားခဲ့ပါတယ်။ဗုဒ္ဓရဲ့ညွှန်ကြားချက်အရယခင်ပွင့်တော်မူပြီးတဲ့ဖျားသုံးစုရဲ့အမွေအနှစ်များကိန်းဝတ်ရာတင်္ဂုဒ္ဒရကုန်းတော်မှာစံတော်များကိုထာပနာခဲ့ပါတယ်။
ရွှေတကုံစေတီတော်တည်ရှိတဲ့တိန်ကိုဒရာကုန်းတော်ဟာဒီကဘာမှာပွင့်တော်မူခဲ့တဲ့ဖျားရှင်လေးသူသလုံးရဲ့အမွေနှစ်တွေကိန်းဝတ်ရာနေရာဖြစ်လို့ထူးခြားလာပါတယ်။တိန်ကိုဒရာကုန်းတော်ဟာတာမန်ကုန်းတော်တစ်ခုမဟုတ်ပဲကဘာဒီကလေးကဖျားလောင်းတော်များပွင့်ထွန်းရာမင်္ဂလာကျွန်းမကြီးနဲ့တစ်ဆက်တည်းရှိနေတဲ့ကုန်းတော်လို့ယုံကြည်ကြပါတယ်။ရှေးအောင်သမိုင်းဝင်မှတ်တမ်းများအရဤကုန်းတော်ကိုစူးလီနံမင်းဘောရီနံမင်းဇေယနံမင်းနဲ့တန်ဗုဒ္ဓနံမင်းဆိုတဲ့နံမင်းကြီးလေးပါးကခေတ်အဆက်ဆက်စောင့်ကြပ်ခဲ့ကြပါတယ်။သူတို့ရဲ့အဓိကတာဝန်ကဖျားရှင်များပွင့်တော်မူတိုင်းလှူဒန်းခဲ့တဲ့အထိမ့်မှတ်ပစ္စည်းတွေကိုမြေအောက်တက်တော်တိုက်ထဲမှာမပျက်စီးအောင်စောင့်ရှောက်ရခြင်းဖြစ်ပါတယ်။ကကုတန်မြတ်စွာဘုရားရှင်ဒေသစာဤကြွချီစဉ်မှာတိန်ကုဒရာကုန်းတော်မှာခေတ္တအနာယူပြီးအဋိဋ္ဌံနဲ့တန်ဝေးတော်ကိုထားရခဲ့ပါတယ်။ဒုတိယမြတ်စွာဘုရားဖြစ်တဲ့ကောနာကိုမြတ်စွာဘုရားပွင့်တော်မူတဲ့အခါမှာလေဒီကုန်းတော်ကိုကြွရောက်ပြီးရေစစ်တော်ကိုထာပနာခဲ့ပါတယ်။တတိယဘုရားရှင်ဖြစ်တဲ့ကတ္တဗမြတ်စွာဘုရားကလည်းမိမိရဲ့ရေလဲတော်ကိုဒီနေရာမှာပဲထားရှိခဲ့ပါတယ်။နောက်ဆုံးမှာဂေါတမမြတ်စွာဘုရားရဲ့စံတော်ရှစ်စုကိုထာပနာခဲ့ပါတယ်။ရွှေကုံစီတော်မြတ်ကြီးဟာအစပိုင်းမှာညံတော်28တောင်သာရှိခဲ့ပေမဲ့မြမမင်းအဆက်ဆက်ရဲ့သရတရားထက်သန်မှုတွေကြောင့်ဒီကနေ့မှာတော့ကဘာကအံ့ဩရတဲ့ညံတော်326ပေအထိမြင်မာတဲ့ရွှေတော်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ပကံခေရဲ့ဖုံးမီနီလာတောက်ပခဲ့တဲ့အနော်စတာမင်းစောဟာတင်ကုဒရာကုန်းတော်ကိုရောက်ရှိခဲ့ပြီးဇီဒီတော်ကိုပထမဆုံးအကြိမ်ပြုပြင်မွမ်းမံခဲ့ပါတယ်။အဲဒီနောက်ကျန်စစ်သားမင်းကြီးရဲ့လက်ထက်မှာလည်းဇီဒီတော်ကြီးကိုကြောက်စာတွေရေးထိုးပြီးပူဇော်ခဲ့ကြပါတယ်။ဟန်သာဝရီမင်းဆက်ရဲ့တအူးရေးသောပြင်မာကြီးရှင်စောပူလက်ထက်မှာတော့ထူးခြားတဲ့သမိုင်းမှတ်တိုင်တစ်ခုကိုစိုက်ထုတ်ခဲ့ပါတယ်။ဘီယမာကြီးဟာမိမိရဲ့ကိုယ်အလေးချိန်နဲ့အညီရွှေတွေကိုခတ်ပြီးဇီဒီတော်ကြီးကိုပထမဆုံးအကြိမ်ရွှေသင်္ကန်းကတ်လူပူဇော်ခဲ့ပါတယ်။ဒါဟာရွှေတကုံဇီဒီတော်ကိုရွှေအတိပြီးစီဖို့အစာပြိုးပေးခဲ့တာဖြစ်ပါတယ်။ဓမ္မသီရိမင်းလက်ထက်မှာတော့ဇီဒီတော်ကိုယခုမြင်တွေ့ရတဲ့ပုံစံနီးပါးအထိညံတော်မြင့်တင်ခဲ့ပါတယ်။အထူးခြားဆုံးကတော့အလေးချိန်ပိတ်တာပေါင်း3,800,000ရှိတဲ့ဓမ္မသီရိခေါင်းလောင်းတော်ကြီးကိုလှူဒန်းခဲ့တာပါ။ဒါပေမဲ့ဓမ္မသီရိခေါင်းလောင်းတော်ကြီးဟာရေထဲမှာနစ်မြုပ်သွားခဲ့ရပါတယ်။1608ခုနှစ်မှာတန်လျင်ကိုအုပ်စိုးနေတဲ့ပေါ်တူဂီနယ်ချက်ဖီလက်ဒီဘရီတိုဟာရွှေကုံသီရိတော်ကဓမ္မသီရိခေါင်းလောင်းတော်ကြီးကိုချပစ်ခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ခေါင်းလောင်းကိုအရေးကြိုပြီးလက်နက်တွေအမြောက်တွေပြုလုပ်ဖို့ဖြစ်ပါတယ်။ခေါင်းလောင်းတော်ကြီးဟာအလွန်အမင်းလေးလံအောင်ကြောင့်တည်ယူဖို့အတွက်ဖောင်တော်ကိုအထူးတိဆောက်ခဲ့ရပါတယ်။ဒါပေမဲ့ရန်ကုန်မြစ်နဲ့ပဲခူးမြစ်ဆုံရာဒေါပုံမြစ်အတွင်းအရောက်မှာတော့ခေါင်းလောင်းရဲ့အလေးချိန်ကိုဖောင်ကမခံနိုင်ပဲကျိုးပြက်ခါမြစ်အောက်ခြေကိုနစ်မြုပ်သွားခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီခေတ်ကနီးပညာအရဒီလောက်လေးလံတဲ့ပစ္စည်းကိုရေစည်းတန်နဲ့မြစ်ဆုံနေရာမှာထိန်းကျောင်းမှုခက်ခဲတာကြောင့်လည်းပါဝင်ပါတယ်။မြန်မာတို့ရဲ့အယူဆအရတော့ဖျားလူရန်ထားတဲ့သာသနာပစ္စည်းကိုဖျက်ဆီးပြီးလက်နဲ့လုံးမဲ့သူရဲ့ရည်ရွယ်ချက်ဟာမအောင်မြင်နိုင်မဲ့နတ်ကောင်းနတ်မြတ်တို့ကခေါင်းလောင်းတော်ကြီးကိုရေအောက်မှာတင်းစီဆောင်းလျှောက်လိုက်ကြတယ်လို့ယုံကြည်ကြပါတယ်။ကုန်းမောင်ခေဦးမှာတော့အလောင်းမင်းတရားကြီးကတကုံကိုသိမ့်ပိုက်ပြီးရန်ကုန်လို့အမည်ပြောင်းလဲခဲ့သလိုဇီဒီတော်ကိုလည်းတီးတော်အသစ်တင်လူခဲ့ပါတယ်။အဲဒီနောက်သားတော်စင်မြူရှင်မင်းလက်ထက်မှာတော့ပြင်းထန်တဲ့ငလျင်တန်းကြောင့်ပျက်စီးသွားတဲ့ဇီဒီတော်ကိုယခုလက်ရှိမြင်တွေ့နေရတဲ့ညံတော်အမြင့်အထိတိဆောက်ခဲ့ပြီးထီးတော်ကိုတင်လူခဲ့ပြန်ပါတယ်။1882ခုနှစ်မှာတော့ရတနာဘုံခေတ်ရဲ့မင်းတို့မင်းကြီးဟာအလွန်လှပခမ်းနားတဲ့ထီးတော်ကြီးကိုအထက်မြန်မာပြည်ကနေပင့်ဆောင်ပြီးတင်လူပူဇော်ခဲ့ပါတယ်။ဒီထီးတော်ကြီးဟာရွှေကုံသီရိတော်ရဲ့တကူကိုပုံမတောက်ပါစေခဲ့ပါတယ်။ယခုလက်ရွှေဖူးတွေ့နေရတဲ့ထီးတော်ကြီးဟာခေတ်အဆက်ဆက်အလူရှင်များရဲ့စုပေါင်းလှူဒန်းမှုဖြင့်တိဆောက်ထားခြင်းဖြစ်ပါတယ်။ဇီဒီတော်ရဲ့ထိပ်ဆုံးမှာရှိတဲ့စိန်ဖူးတော်ကြီးမှာ86ကာရက်ရှိတဲ့စိန်လုံးကြီးတစ်လုံးအပါအဝင်စိန်ပေါင်း4,000ကျော်အဖိုးတန်ကြောင်းမြရနာပေါင်းများစွာစီချဲထားပါတယ်။စိန်ဖူးတော်ရဲ့အောက်မှာရှိတဲ့ငှက်မျက်နှာမှာတော့စိန်ဗရမ မြနဲ့တခြားသောရတနာပေါင်း1000ကျော်ပါရှိပါတယ်။ထီးတော်ကြီးတစ်ခုလုံးကိုရွှေသင်ရွှေသားများနဲ့ပြုလုပ်ထားပြီးအလေးချိန်အပြင်တန်နဲ့ချီပြီးရှိနိုင်ပါတယ်။ဇီဒီတော်ရဲ့တစောင်းအချို့မှာထီးတော်ဟောင်းများမှရတနာများနဲ့ဇီဒီတော်ရဲ့ရှေးဟောင်းပုံရိပ်များကိုပြသထားတဲ့ပြတိုင်ငယ်များလည်းရှိပါတယ်။ဇီဒီတော်ရဲ့ကိုယ်ထဲမှာကတ်လူထားတဲ့ရွှေပြားတစ်ချက်ဟာ
တပေပတ်လည်းရှိပြီး6ကျက်သားဒါမှမဟုတ်အဲ့ဒီထက်မကအလေးချိန်ရှိတဲ့ရွှေစင်တွေဖြစ်ပါတယ်ဇေဒီတော်ရဲ့ပန်းတင်ကုံကနေစိန်ဖူးတော်အထိတိဆောက်ပုံဟာမြမရိုးရာအမှုပညာ10မျိုးစုံလင်စွာပါဝင်နေတဲ့ပြတိုက်ကြီးတစ်ခုလိုဖြစ်နေပါတယ်ရွှေကုံဇေဒီတော်မှာထူးခြားလာတဲ့လှုပ်ဝက်ချက်3ခုလည်းရှိပါတယ်နံပါတ်1ဓာတ်တော်တိုင်တဲ့ကမီးအောင်ကြီးဇေဒီတော်ရဲ့ဌာပနာတိုက်အဝင်ဝမှာတန်လျက်တွေဓာတ်တွေဟာဘိန်းကဲ့သို့အဆက်မပြတ်လဲပတ်နေပြီးကျူးကျော်ဝင်ရောက်သူမှန်သမျှကိုပိုင်းဖြတ်နိုင်တယ်လို့ဆိုပါတယ်လူတချို့ရဲ့အဆိုအရဌာပနာတိုက်ကိုလဲပတ်နေတဲ့ရေစီးကြောင်းနဲ့ကာကွယ်ထားတယ်လို့လည်းသိရပါတယ်ကြောက်ရွံ့တွေရှိပြီးလက်နက်ကိုယ်စီနဲ့စောင့်ကြံ့နေပါတယ်ရှေးလူကြီးများရဲ့အဆိုအရဌာပနာတိုက်အတွင်းမှာစံတော်တွေကိုရွှေလီငယ်ပြားပေါ်မှာတင်ပြီးထိုးစံတော်များမှာထွက်ပေါ်လာတဲ့ရောင်ကြီးတော်ဟာဓာတ်တော်တိုက်တစ်ခုလုံးကိုနေကင်းဘက်လိုလင်းထိန်နေသေးတယ်လို့ဆိုပါတယ်စီမီထွန်းစရာမလိုပဲထာဝရလင်းထိန်နေတဲ့လိုအပ်ချက်ပါနံပါတ်2ဖះရဲ့ဌာပနာတိုက်ကိုဝင်ရောက်ဖို့ကြိုးစားရင်ကြောက်ရွံ့ဖြစ်သွားတဲ့မောင်ကန်ရဲ့အကြောင်းကလည်းစိတ်ဝင်စားစရာကောင်းလာပါတယ်ဒီကနေ့ခေတ်အထိရွှေကုံဖះရဲ့အင်္ဂါတောင်မှာရှိနေတဲ့မောင်ကန်ရဲ့ရုပ်ထုဟာအဲ့ဒီဖြစ်ရက်ကိုသတိပေးနေတယ်လို့ပါပဲဒေသခံတွေကတော့မောင်ကန်ဟာအခုထိဓာတ်တော်တိုက်ကိုစောင့်ရှောက်နေရတဲ့ဝေမာနိကပိဋ္ဌာဘွားနဲ့ပဲရှိနေသေးတယ်လို့ယုံကြည်ကြပါတယ်နံပါတ်3ရွှေကုံဇေဒီတော်ဤတန်လိုက်စကွင်းဒါကတော့ခေတ်သစ်ယုံကြည်မှုနဲ့ချိတ်ဆက်နေတာပါရွှေကုံဇေဒီတော်တည်ရှိနေတဲ့နေရာဟာကမ္ဘာအမြင်မျက်နှာပြင်ရဲ့အားအကောင်းဆုံးစွမ်းရည်ဗဟိုချက်တစ်ခုမှရှိနေတယ်လို့လူတချို့ကယုံကြည်ကြပါတယ်ဒါကြောင့်ပဲဖះရင်မြင်မှာဆူတောင်းရင်ပိုပြီးထိရောက်တာစိတ်အေးချမ်းတာတွေဖြစ်ရတယ်လို့ဆိုကြပါတယ်ဒီဇလန်လေးကိုကြည့်ရှုပြီးမြတ်ဗုဒ္ဓရဲ့ဂုဏ်ကျေးဇူးကိုကြီးညိုသရာပွားများကရွှေကုံသေတော်မြတ်ကြီးကိုတွားရောက်ဖူးမြော်ကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာနောက်နေ့ဒီမှာလည်းဇလန်ကောင်းလေးတွေတင်ဆက်ပေးတော့မှာမလို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးတော့ပါအောင်ခင်ဗျာ